ကျွန်တော်တော့ဒီနေ့မှာ new map ဆော့ပြတော့မှာဖြစ်ပါတယ် game နာမည်ကတော့ new map ပေါ့နော်ဘယ်လိုဆော့ရလဲတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်တငယ်ရှင်နဲ့အတူသွားဆော့မှာဖြစ်ပါတယ်ကျွန်တော်တငယ်ရှင်ကျွန်တော်လမ်းပြလို့နေပါတယ်ကျွန်တော်တငယ်ရှင်ကျွန်တော်EK47 teleporting ကျွန်တော်မဝင်နေဘူးနော်တနက်ကြီးရှိန်တန်းလားအဲ့လိုတခုခုကြားနေရတာပေါ့နော်နေတော့စိတ်လှုပ်ရှားစရာဝင်ဒီဘူးပဲမဝင်နေဘူးပဲမဝင်နေဘူး